Hello ကျမကတော့ Rose ပါ Australia မှာနေရလေကျမရဲ့ဇလန်းလေးအကြောင်းကိုဆက်မပြောခင်ကျမတို့ channel လေးကို like and subscribe လေးလုပ်ပေးခင်ကြပါအောင်နော်ကျမငငယ်တုန်းကဆိုင်ကြီးတစ်ခုထဲမှာကျမမိဘတွေအတော်ရဲ့အဖိုးအဖွားတွေဆုံဆုံလေးလေးနဲ့ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာခဲ့ရတာလေပြီးတော့အိမ်ကူလေးမှလည်းအများကြီးပဲကျမတို့မျိုးရိုးကချမ်းသာတယ်ပဲဆိုပါတော့အဲ့တော့ကျမရဲ့ကလေးဘွားလေးကပြောစရာအတိနဲ့ပြည့်နေခဲ့တယ်ပြီးတော့ကျမမေကဒီကဘာပေါ်မှာကျမကိုအချစ်ဆုံးနဲ့အလိုလိုက်ဆုံးပဲကျမတဲ့6နှစ်တုန်းကဆိုရင်ကျောင်းသွားတိုင်းနဲ့သမီးဝတ်စုံလေးဝတ်သွားလို့ရတယ်လေကျောင်းကိုဒီလိုဝတ်အစားတွေဝတ်လာလို့မရဘူးဆိုပေမဲ့အမေကဆီယာမကိုအတင်းဖြောင်းပြပြီးတိမ့်သွင်းခဲ့တာကြောင့်ကျမဘာမှအပြောမခံခဲ့ရပါဘူးကျမအသက်8နှစ်ရောက်တော့အယုံမအိမ်တကူလိုချင်နေဆိုပြီးအမေကိုပူစားခဲ့တယ်အဲ့ဒါနဲ့အမေကအင်ဂျင်နီယာတွေငှားပြီးတော့ကျမတို့ရဲ့ချမ်းနောက်ဘေးမှာဘာဘီစတိုင်အယုံမအိမ်ကြီးတကူကိုစောက်ပေးခဲ့ပြန်ရောလေကျမမေလက်အောက်မှာကြီးပြင်းခဲ့ရတာကျမတို့တော့မဟာကန်ထူးမှုကြီးပဲသူကအပြောဆိုလဲချိုသားပြီးတော့လူတိုင်းပေါ်မှာသဘောလဲကောင်းပါတယ်ဒါပေမဲ့အမေမှာထူးထူးဆန်းဆန်းအချစ်တကူတော့ရှိတယ်ပြောမယ်ဆိုရင်အမေကတဘာဝလုံးဖြစ်ရတဲ့ကိုအလွန်အမင်းယုံကြည်ပြီးတော့ပရာလောကနဲ့ဆက်သွယ်လို့ရတယ်ဆိုပြီးတော့ထင်နေတာလေကျမတို့မိသားစုဝင်တွေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှကိုဝင်မပြောခဲ့ကြပါဘူးကျမအသက်10နှစ်မှာပဲအဖေနဲ့အမေရန်ဖြစ်ပြီးတော့အဖေအိမ်မောနေဆင်းသွားခဲ့တယ်တခြားလူတွေနဲ့တွေ့ဖို့လာမခေါ်နဲ့ငါတို့ဘေးမှာပရာလောကသားတွေအများကြီးရှိနေတာပဲကိုသူတို့နဲ့အတူတူနေလို့ရတယ်လေမင်းယူနေပြီအဲ့ဒီလက်စုပ်လက်ကင်ပြလို့မရတဲ့ဟာတွေနဲ့ပဲတာယာနေလိုက်တော့ငါတို့မင်းနဲ့အတူတူမနေနိုင်တော့ဘူးအဖေထွက်သွားတော့အမေကဒီပရာလောကတွေကိုပို့ပြီးတော့စိတ်နဲ့လာခဲ့ပြန်တယ်အခန်းထဲကအပြင်ကိုမထွက်တော့ဘဲနဲ့ဂမ်ဘီယာအစီအရင်တွေထိုင်ဖက်နေတော့တာပဲတညမှာသူဖျောင်းနိုင်နေအများကြီးထုံးပြီးတော့အစီအရင်တစ်ခုလုပ်လိုက်တာအိမ်တော်လောက်မီးတဲ့ကိုပါသွားပါလေရောလေအဖိုးနဲ့အဖွားကလည်းစိတ်ဆိုးသွားပြီးတော့အမေကိုအိမ်မွက်နဲ့နှင်ချလိုက်တယ်ကျမလည်းအတူတူလိုက်သွားရတာပေါ့အမေနဲ့ကျမအိမ်လေးတစ်ခုမှသွားနေခဲ့ရတယ်အဲ့ဒီမှာနေရတာအဆင်ပြေတယ်ဆိုပေမဲ့လို့ဆိုင်ကြီးနဲ့ရှင်တော့ဆိုင်ကြီးကိုပို့ပြီးသဘောကျတာပေါ့အဲ့လိုနဲ့ပဲကျမရဲ့ငယ်ဘွားကြီးဟာရုပ်ချင်းပြောင်းလဲသွားခဲ့ပါတယ်။သမီးရေဒီကိုလာပါအောင်။သမီးလေးအတွက်မမေအယုတ်သိယူလာတယ်။ဟာအမေရုပ်ကလည်းကြောက်စရာကြီးရုပ်ကလည်းစိုးသေးတယ်သမီးမလို့ချင်ဘူး။ဒါပေမဲ့သမီးကလည်းအမေကိုယ်တိုင်ဒီအယုတ်ကိုအပင်ပန်းခံပြီးတော့ချုပ်ထားတာလေ။အမေသာသမီးရဲ့အယုတ်ဟောင်းလေးကိုမိလောင်တိုင်မသွင်းခဲ့ဘူးဆိုရင်အခုလိုအယုတ်တွေထိုင်ချုပ်နေစရာလုံးဝမဟုတ်ဘူးလေ။အမေကကျမကိုဝမ်းနေနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့အခန်းထဲကနေထွက်သွားခဲ့တယ်။ကျမစိတ်မကောင်းဖြစ်သွားပေမဲ့ငငယ်တော့ရခဲ့တဲ့စီးစိမ်တွေကိုလွမ်းမိတာပေါ့။အမေတယောက်ဒီပရာလောကပေါ်မှာမတော်မတရားဆွဲလန်းနေရတယ်တဖြည်းဖြည်းပျောက်သွားရင်တော့ကျမတို့သားမိဆိုင်ကြီးမှပြန်နေလို့ရမယ်ထင်တာပဲ။ဒါပေမဲ့အမေအခြေအနေတွေကပိုပိုဆိုးလာတယ်လေ။ကျမသက်12နှစ်ရောက်တော့ထူးဆန်းတဲ့အဝတ်အစားတွေဝတ်ထားတဲ့အနေကြီးတယောက်ကျမတို့အိမ်ကိုလာလဲခဲ့တယ်။ပြီးတော့သူ့ကိုယ်သူပေရင်ဆရာမဆိုပြီးမိတ်ဆက်ခဲ့တယ်လေ။ဝေါတဘာဝတရားကြီးကလူမနေရမှန်ပို့လိုက်တာပဲကျေးဇူးပြုပြီးတော့အတဲကြပါအောင်ရှင်အမေနဲ့အဲ့ဒီအန်ဒီကြီးလည်းစပွဲဝဲမှာထိုင်ပြီးတော့လက္ခဏာဖတ်ခဲ့ကြတယ်အဲ့လိုနဲ့စကားပြောနေရင်အဲ့ဒီအန်ဒီကြီးကပရာလောကသားတွေနဲ့အဆက်အသွယ်ရတယ်ဆိုပြီးဝူဝဝတွေရှောက်អော်ပါလေရောအဲ့ဒီအချိန်မှာပဲစပွဲကုံကြီးလှုပ်လာတော့အမေလည်းလန့်သွားတာပေါ့ပုပ်ကိုတွေကိုမကျင့်တတ်တာတခုခုများလုံးမိလို့လားရှင်သူတို့ဘာဖြစ်စေချင်တာလဲဟုတ်တယ်သူတို့အရန်နေစိတ်ဆိုးနေကြတာနင်းအရင်အိမ်ဟောင်းကိုမီးရှို့လိုက်တာကြောင့်အခုသူတို့မှနေစရာမရှိတော့ဘူးတဲ့အမေသူတို့တွေကမြင်တွေ့ထိတွေ့ကင်တွေ့လို့မရတဲ့တရေတွေမလားမကျင်တဲ့အိမ်ဖြူတော်ထိတက်နေလို့ရရတဲ့နဲ့သူတို့ဘသူကဘာပြောမှမဟုတ်လို့လဲကလေးမလေးပက်ကိုတွေကိုအဲ့လိုမပြောရဘူးလေမင်းတော်ဆိုးတာပဲအဲ့ဒီအနေကြီးကထိုင်ရန်ကနေထားလိုက်တယ်ပြီးတော့ခြေတပေါင်ကျိုးခုံပြီးတော့ဂါရာဆန်းဆန်းနေအော်ရွတ်ပါလေရောအမေရောသူနဲ့တူတူလိုက်ကပြီးလိုက်ရွတ်ခဲ့တယ်လေဒီကိစ္စတွေအလုံးကလုံးဝအတိတ်ပဲရှိမနေဘူးနော်ဘာပဲဖြစ်ဖြစ်အမေကသူ့ကိုပညာကပေးတော့မှသူ့လည်းပြန်သွားတော့တယ်သူပြန်သွားတော့အမေကိုတေချာလေးဖြောင်းဖြခဲ့တယ်လေနောက်တစ်နေ့ကျတော့အဖိုးကကျမတို့အိမ်ကိုလာလဲခဲ့တယ်အမေကတော့အဖိုးတို့တွေ့ရှင်ပုံကိုယ်တွေစိတ်ဆိုးနေကြပြီဆိုတဲ့အကြောင်းရင်းကိုဒရက်ဆက်ပြောရတာပဲသမီးတို့ဆိုင်ကြီးကတရေတွေအတွက်တခုခုလုပ်ပေးတဲ့နဲ့ငါဖြစ်တကယ်ဘလို့နားလဲပေးရမှတော့မသိတော့ဘူးငါသမီးလေးအခြေအနေပြန်ကောင်းပြီးအဖြစ်မှန်ကိုရိတ်စားမိပြီထင်နေတာဒါပေမဲ့နေရောက်ပို့တော့ဆိုးလာပါလားအဖိုးကလည်းအော်ဟစ်ပြီးပြန်သွားခဲ့တယ်အမေဆိုရင်အဲ့တညအလုံးထိုင်ငိုခဲ့တယ်လေအမေရဲ့အဲ့ဒီပရာလောကနဲ့ပတ်သက်တာတွေအကုန်လုံးကိုစိတ်ထဲကနေထုတ်လိုက်ပါတော့လားသမီးလေးဖူးဖူးဖွားတို့နဲ့အတူတူပြန်နေခြင်းနဲ့သမီးသူတို့ကိုတတိရတယ်မဖြစ်ဘူးသမီးရဲ့နတ်ဝင်တဲ့ကြီးပြောသွားတာသမီးလည်းကြားတယ်မလားအမေပုပ်ကိုယ်တွေစိတ်ဆိုးမဲ့အလုပ်တွေဆက်မလုပ်ချင်တော့ဘူးအဲ့တော့အမေကသမီးကိုဒီတိုင်းနေစေချင်တာပေါ့အမေရဲ့အတိတရားဝင်မှာတော့အမေထင်နေတာတွေကအမှန်နေမဟုတ်ဘူးနော်ဟိုနောက်ဝင်တဲ့ဆိုရဲအတော်ရအကြံဖန်ကြီးသူစပွဲကုံကိုသူချစ်တောင်းနဲ့သူလှုပ်လိုက်တာသမီးမြင်နေငါနေနဲ့ဒီအကြောင်းကိုဆက်ပြီးတော့မပြောချင်တော့ဘူးသွားကိုအခန်းကိုပြန်တော့
အဲ့ဒီချိန်မှာပဲကျမနားလေလာတာတခုရှိတယ်အကယ်၍ကျမသာဒီလောကကြီးမှာတရေတွေမရှိကြောင်းတက်တည်ပြနိုင်ခဲ့မယ်ဆိုရင်အမေလက်ဒီအစွဲတွေပျောက်သွားနိုင်တယ်လေသူကတော့ရှိသမျှပတ်စံတွေပုံဝေါ်ပြီးတော့ဘေးရင်တွက်လိုက်အစီရင်တွေလှုပ်လိုက်ဟောပြောပွဲတွေတက်လိုက်နဲ့သူပြောရသူလုပ်နေခဲ့တယ်ကျမတော့သူ့ရဲ့ယုံကြည်မှုတွေကိုပြန်တွန်းလှန်ဖို့အတွက်အစာတွေဖတ်ခဲ့တယ်လေပုံဆောင်ကြောက်ခဲတွေတုံးပြီးတော့တရားထိုင်တာနဲ့ရိုးရိုးတရားထိုင်တာအတူတူပဲသိပ္ပံနည်းရအဖြေရှာထားတာတယ်နော်ဘာမျိုးတော့သတိကံကြောင်းသိပ္ပံပညာရှင်တွေအဖြေထုတ်ခဲ့ကြတယ်လို့ရေးထားတယ်အမေကြီးလူတွေကတရေချောက်တယ်လို့ခံစားရတယ်ဆိုတာသူတို့ပတ်ဝန်းကျင်မှာအပူချိန်နဲ့တန်လိုက်ဆက်ကွင်းအပြောင်းလဲဖြစ်သွားလို့တဲ့အမေသမီးပြောတာနားထောင်နေရဲ့လားမဖြစ်ဘူးဒီနေ့ကပြတ်တရားရဲ့ပဲအမေလှုပ်ရှားလေးရှိလို့သွားရမယ်နော်တတာအမေကကျမကြလက်ကြထောက်ပြလဲလက်မခံခဲ့ဘူးလေအဲ့လိုနဲ့ပဲအချီနေရပိုဆိုးလာခဲ့တယ်တရက်မှာကျမလဲကျမတငယ်ချင်းနှစ်ယောက်ကိုအိမ်မှာညလာအိပ်ဖို့အတွက်ခေါ်လိုက်တယ်ညမရောက်ခင်အထိတော့အရာအလုံးဟာအဆင်ပြေနေကြတာပဲအဲ့ဒီချိန်မှာပဲအမေကဖျောင်းနိုင်နေပုံဆောင်ခဲတွေကိုင်းပြီးကျမခန်းထဲဝင်လာခဲ့တယ်